Part 2 ရေးပါ Okay so video ရိုက်ဒါစိတ်တော့ video ရိုက်မယ်ဆိုတော့အရင်ဆုံး video တစ်ခုရိုက်မယ်ပေါ့နော်ဒီ video ရိုက်အရင်ဆုံးဒီဟာကိုရုပ်ပြပါမယ်အရင်ဆုံးအဲ့ဒါကိုနှိပ်ရိုက်ပေါ့နော်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 ဒီကိုပြင်ပြီးတော့တစ်ခုနှိပ်ပြီးရင်ဒီဟာကိုနှိပ်ရိုက်ပေါ့နော်ပြီးရင်တော့ပေါ်ရရင်လည်းဘယ်မှာတင်လဲဆိုပြအဲ့ဆိုရင်တော့ကိုတင်တဲ့နေရာမှာနှိပ်ရိုက်ပေါ့နော်နှိပ်ရိုက်လို့ရှိရင်လည်းဒီလိုမျိုးပေါ်ရပြီးရင်တော့ဒီအဖြူရောင်စာရေးနှိပ်ရိုက်ပေါ့နော်အဲ့ဆိုရင်တော့ဒီကိုပေါ်ရရင်မယ်အဲ့ဆိုရင်တော့ဒီအောက်ကဟာကိုနှိပ်ပြီးတော့ဒီရေမွန်အောင်စာတန်းကိုထည့်နေရိုက်ပေါ့နော်ပြီးလို့ရှိရင်တော့နောက်တစ်ခါထည့်နေရိုက်အဲ့ဆိုရင် YouTube ရဲ့ရောက်သွားရင်မယ်အဲ့ဆိုရင် video တင်ပြီးသားဖြစ်သွားပြီပေါ့နော်ဒီမှာပေါ့နော်ဒီမှာပေါ့နော် bye bye sorry ပါဘာလို့မပြီးသေးဘူးပေါ့နော်စာရိုက်တာပြီးရင်တော့ဒီကေဆိုအထက်ဝင်ရပါတော့ဝင်ရလို့ရှိရင်တော့ဒီအောက်ဆုံးဆွဲရပေါ့နော်အဲ့ဆိုရင်တော့ဒီမှာမြားရေးပေါ့နော်ပြည့်ရထိဆောင်ရပေါ့နော်ဒီမှာပေါ့နော်ဆောင်ရပါနဲ့ခုဟာရီကတော့နောက်ဆုံးဇက်သိန်းဝေးမြသွားကြစုရဲ့ဇက်သိန်းပိုင်းလေးပါအဇက်သိန်းပိုင်းကတော့ကျွန်မအရေးကြီးနေပြီပဲပြောပြလိုက်တော့မယ်ကျွန်မစီမှာပွဲသွားဖို့ပွဲဟွာမရှိတော့ Okay ဆိုပြည့်ထိဆောင်ရပါမယ်ကျွန်တော်မှာ channel ထောင်စရာရောမရှိဘူးပေါ့နော်အကြောင်းမလို့သူများရဲ့ channel မှာပေါ့နော်တင်လိုက်ပါတယ်အဲ့ဆိုရင်တော့ဒီမှာပေါ့နော်ရပါပြီရသွားပြီဆိုရင်တော့အဲ့ဒါယူနှိပ်ရိုက်ပေါ့နော်အဲ့ဆိုရင်တော့ဒီမှာပေါ့နော်ဗီဒီယိုရေးပေါ်ရရင်လည်းပေါ့နော်ဗီဒီယို2ဆိုပြီးတော့ဗီဒီယိုနောက်တစ်ခုပေါ်ရရင်လည်းပေါ့နော်Okay ဆိုအဲ့ဒါယူနှိပ်ရိုက်ပေါ့နော်ဒီမှာပေါ့နော်application တင်ပေးတာဒီမှာပေါ့နော်ဗီဒီယိုတင်ပြီးသားဖြစ်သွားပါပြီဒါကြီးပေါ့နော်ဗီဒီယိုတင်ပြီးသားဖြစ်သွားပါပြီအယုံမကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်အယုံမကျေးဇူးတင်ပါတယ်အောင်မြင် bye bye now see you bye bye kitchen မှာတင်ထားရဲ့ဒီဆိုလိုက်တာပေါ့နော်ဒီဟာလေးပေါ့နော် application တင်ပေးတာဒီ application ပေါ့နော်ကြာမယ်ဒါကြီးပေါ့နော်
လိုက်တာပေါ့နော်ဒီဟာလေးပေါ့နော် application အတေးပဲတာဒီ application ပေါ့နော်ပြမယ်ဒါလေးပေါ့နော်拜拜，没事，拜拜。